ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့တက်စာကအမှန်ကနေပြန်နေပြီလေကျွန်တော်တို့ဒီနေ့ပြပြပေးမယ့်အကြောင်းအရာတွေကတော့ဒါ FTTH ကိုခေါ်တဲ့ Fiber to the Home ဒါ Internet အကြောင်းကိုဖြစ်ပါတယ်FTTH ကကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုတော့ဒါကျွန်တော်တို့အဝေးကြီးကြလို့ပေါ့နော်ကျွန်တော်တို့အိမ်နေတာဒါအသုံးပြုတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကဒါ FTTH ကိုခေါ်တယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ကအဲ့အကြောင်းအရာလေးတွေကျွန်တော်ပြပြပေးပါမယ်နော်အကြောင်းအရာမှာဘာတွေပါမလဲဆိုတော့ဒီ FTTH တွေကကျွန်တော်တို့အိမ်မျိုးဒါ internet ကိုဒါ ISP ရကျွန်တော်တို့ပေးထားလဲဆိုရဲအကြောင်းအရာလေးပါမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ device တွေကျွန်တော်တို့ဘယ်လိုပြင်ဆင်လဲပေါ့နော် Wi-Fi name တွေပြီးပါရင် password တွေပြီးပါရင်အခြားအသုံးပြုလို့ရတဲ့ဒီ function တချို့ပေါ့နော်အဲ့ကောင်လေးတွေကျွန်တော်တို့ဘယ်လိုပြင်ဆင်ပြီးတော့အသုံးပြုမယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ဒီနေ့စီစဉ်ပြပြပေးပါမယ်ဒါဆိုရင်မှာကျွန်တော်တို့home Wi-Fi တော့ဒါလေးပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒါအခုပြပြပေးပါမယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီ FTTH ONU router လို့လည်းခေါ်တယ်ပေါ့နော်ဒီကောင်လေးတွေကျွန်တော်က ONU router လို့ခေါ်တယ်ဟုတ်ပြီဒါ FTTH ရဲ့ဒါအရှိကောက်ပေါ့နော် Fiber to the Home ပေါ့နော်ဒီကောင်လေးကတော့သူ့ရဲ့ဒါ architecture ဖြစ်တယ်ဟုတ်ပြီဒီပြတယ်နော်ဟုတ်ပြီဒီကောင်လေးကကျတော့ဒီမှာဒါ OLT ဆိုတာရှိရပါတော့ဒီ OLT ဆိုတာဒါသူတို့ရဲ့ကျွန်တော်တို့ internet service ပေးတဲ့ဒါ ISP တွေပေါ့နော် ISP တွေမှာရှိတယ်ဒီကနေပြီးတော့ကျွန်တော်တို့ကဒီ fiber ပေါ့နော် fiber optic တွေလည်းဒါစူးကြီးတွေပေါ့နော်စူးကြီးတွေနဲ့ကျွန်တော်တို့ပြေးလာပြေးလာပြီးတော့သူတို့ subscriber ဘုံတွေရှိတယ်ပေါ့နော် subscriber တွေမှာကျွန်တော်ကျိုးတွေနဲ့ပြန်ပြီးတော့ဒါချိတ်ဆက်တယ်ပေါ့နော်ချိတ်ဆက်ပြီးတော့ကျွန်တော်တို့စီကိုဒါ fiber optic တွေပဲဒါအပေးလေးရအောင်နော်1922ကျိုးလေးနဲ့ဒါကျွန်တော်တို့အိမ်ကိုဒါသူတို့ပြန်ပေးထားပြတယ်ပေါ့နော်သူတို့ရဲ့ကျွန်တော်တို့ ONU device ကမှာကျွန်တော်တို့တွေဒီမှာ Wi-Fi တွေကျွန်တော်တို့ကျိုးတွေနဲ့ဒါကျွန်တော်ချိတ်ဆက်ပြီးတော့အသုံးပြုနိုင်တယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးချိတ်ဆက်ပြီးတော့သူကကျွန်တော်တို့ internet တွေပေးထားဖြစ်တယ်ပေါ့နော်ဟုတ်ပြီနောက်တော့ပေါ့နော်ဒီဘောတော့ဒါကျွန်တော်တို့အိမ်ရောနော်ဒါချထားပြီးတယ်ဒါ router ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီရှေ့ဒီပုံမှာလည်းတင်ထားရတယ်ပေါ့နော်ဒီမှာတင်ထားရှိတယ်ဒီအောက်က router လေးပေါ့နော်အောက်က router လေးဖြစ်တယ်ဒီကောင်လေးကဒါဒီကောင်လေးနဲ့ဆင်ရပေါ့နော်ဒါ modern တပည့်ချင်းတော့မတူဘူးပေါ့နော်ဒီကောင်ကကျတော့ဟာဘူးပေါ့နော်ဒီကောင်ကတော့ဒါတခြားမျိုးပေါ့နော်တပည့်ချင်းတော့မတူဘူးဒီကောင်လေးကကြတော့ဒီအောက်လေးမှာပေါ့နော်သူ့ရဲ့ fiber connector ခေါင်းနဲ့ဒါဓာတ်ရိုက်ချိတ်ပြီးတော့ဒါဝင်လို့ရတယ်ပေါ့နော်ဝင်လို့ရမယ်ပြီးရင် Wi-Fi လွှင့်နေတယ်ပေါ့နော်ဟုတ်ပြီဒီပုံလေးကကျွန်တော်အဓိကဘာကိုပြောချင်တာလဲဆိုတော့ဒီဥပမာပါတဲ့ဒါမီးလုံးလေးပေါ့နော်မီးလုံးလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါသိရှိထားတဲ့ထင်လို့ပေါ့နော်ဒါကျွန်တော်ဒါခုပြပြပေးမှာဖြစ်ပါတယ်ဒီမှာတော့ဒါမီးလုံးက၄လုံးပါတယ်ပေါ့နော်ဒါမှလည်း PWR ဆိုတာဒါကျွန်တော် power လို့ခေါ်တယ်ပြီးရင်ဒီဘက်မှာ PON ပြီးရင်ဒီမှာ LOS ပြီးရင်ဒီဘက်မှာ LAN လို့ပါတယ်နော်ဟုတ်ပြီpower ပေါ့နော် power ဆိုတာကျွန်တော်ဒီထွေလို့ပြောကြအောင်ဆိုတော့ဒီ device ကို power ပေးတဲ့ power လေးဖြစ်တယ်ဒီကောင်ကြီးကမီးလင်းနေရနော်ဟုတ်ဒီ PON ဆိုတာကျွန်တော်တို့ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ router လေးပေါ့နော်ဒီ router လေးကနေပြီးတော့ကျွန်တော်တို့ရဲ့ logic ရပါတော့ဒီ OLT ကိုတွားပြီးတော့ဒါချိတ်ဆက်တဲ့အချိန်မှာဒါ register ဖြစ်နေတယ်ပေါ့နော်ဖြစ်နေပြီးတော့ဒါချိတ်ဆက်မှုမှန်ကန်နေတဲ့အတွက်ဒီမှာဟိုကမီးအစိမ်းလေးကိုဒါ stable လင်းနေတာပေါ့နော်တကယ်လို့ stable မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီမီးလုံးလေးက blink ဖြစ်နေတယ် blink ထားနေတယ်ဒါမှမဟုတ်ကျွန်တော်တို့မလင်းဘူးဆိုတော့ပေါ့နော်မှိန်နေတယ်ဘာညာဆိုရင်ဒီကောင်ကဒါ OLT နဲ့ဒါချိတ်ဆက်မှုမှာဒါနည်းငယ်တက်လာရှိတယ်ပေါ့နော်ဟုတ်ပြီဒီမှာ LOS ဆိုရင်မီးပေါ့နော် LOS မီးလေးရတော့ဒါ load signal ကိုပြောချင်တာဖြစ်တယ်ဒီ LOS မီးလေးရတော့ဒါအများကြီးလို့ဒါပိတ်နေရတာပေါ့နော်သူကတော့မီးလုံးကဒါနှစ်မျိုးပဲရှိတယ်ပိတ်နေတယ်မပိတ်ဘူးလို့ဒါမီးနေချင်းနေပေါ့နော်ဒီနှစ်မျိုးရှိတယ်တကယ်လို့မီးနေချင်းနေပြီးတော့ဒါကျွန်တော်တို့ကျိုးပြတ်တာပေါ့နော်ဒါလည်းမျိုးတတ်မှတ်လို့ရတယ်ဒါဆိုတရားကျွန်တော်ကျိုးပြတ်ပြီဆိုတော့ကျွန်တော်ဒီ P1 ကလည်းလုံးလုံးမဟုတ်ဘူးနော်ဟုတ်ပြီဒီဘက်ကတော့ဒါ LAN ဆိုတာလေးပေါ့နော်ဒါကျွန်တော်တို့ဒါကျိုးဆိုးထားတဲ့အတွက်ဒါ LAN ဆိုတာလေးဒါမီးလင်းနေတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အိမ်က router မှာဆိုတော့ကျွန်တော်တို့ဘက်မှာ wireless ဆိုတဲ့ဟာလေးပါတယ်ပေါ့နော်ဒီဝိုင်းမီးလင်းနေတာပေါ့နော်လိုလေးဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ Wi-Fi router လေးကဒါအဆင်ပြေလို့ပြောလို့ရပါတော့နော်ဟုတ်ပြီဒါဆိုရင်အခုကျွန်တော်တို့ဒီ device ကိုဒါကျွန်တော်တို့ဝင်မယ်ပေါ့နော်ဝင်မယ်ဆိုရင်နောက်ဆုံးကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ set ကို Wi-Fi နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ cable နဲ့ပဲဖြစ်ဖြစ်ဒါချိတ်ဆက်ထားဖို့လိုပါတော့နော်ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒီ device IP ကျွန်တော်တို့ကသိရှိရအောင်နော်သိရှိဖို့ဒါကျွန်တော်တို့ရှာဖို့ပေါ့နော်နောက်ပြီးပထမဆုံးကျွန်တော်တို့ဒီ device IP ကိုကျွန်တော်တို့ command ရည်အောင်နော် IP config အဲ့ဒါနဲ့ဟုတ်ပြီဒါကျွန်တော်တို့ကျိုးနဲ့ချိန်ထားတာပေါ့နော် Wi-Fi နဲ့ချိန်ထားတဲ့ကျိုးနဲ့ချိန်ထားအောင်နော်ဒါ192 တော့168တော့100တော့ဖြစ်တယ်နော်ဒါ internet ပေါ်မှာဒါ100တော့ဖြစ်နေကြာတယ်နော် wireless ပေါ်မှာတော့100တော့4နဲ့ကြာတယ်နော်
ဒီကတော့ဒီမှာကျွန်တော်တို့ default key ကိုကြည့်ကြရတယ် default key တွေကဒါအဲ့ router ရဲ့ကျွန်တော်တို့ ID ဖြစ်တယ်ပေါ့နော်ဒီ ID ကိုကျွန်တော်တို့ကဒါရိုက်ပြီးတော့ဝင်ရအောင်ပေါ့နော်ဒါဟုတ်ပြီအဲ့ဒါကျွန်တော်ဒီ browser မှာရိုက်ရတယ်နော်ဒီကရှိမှရိုက်တာရှိလို့နော်ကျွန်တော်စတင်ရိုက်မယ်ရတော့နော်ဒီဒါပြန်ကြာလာပြီနော်ကြာလာပြီဆိုရင်သူ့ကိုကျွန်တော် login အောင်နော် login ဝင်မယ်ဆိုရင်ကျွန်တော်တို့ဒီ default username password ရှိရပါတော့နော် device တိုင်းမှာ default username password ရှိရအဲ့ဒါလေးကျွန်တော်ဘယ်လိုရှာရမလဲဆိုရင်ကျွန်တော်တို့ဒီသူတို့နာမည်နဲ့ကျွန်တော် online မှာရှာလို့ရတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ device အောက်ဒီမှာရေးပေးထားရပါတော့နော်အဲ့ကောင်လေးနဲ့အသုံးပြုပြီးတော့ဒါ login ဝင်ရအောင်ပေါ့နော်ဟုတ်ကျွန်တော်တို့ကတော့ပေးထားရရှိတဲ့အတွက်ဒါကျွန်တော်တို့အခုကြာ login ဝင်ပါတော့နော်ဟုတ်ပြီဒါ login ဝင်လာပြီဆိုရင်ဒါသူ့ရဲ့ဒါ page ကိုရောက်သွားပြီပေါ့နော်သူ့ရဲ့ဒီ device ထဲကိုရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုရင်ဒါဆိုရင်ဒါ easy page set တဲ့ထဲမှာရောက်နေအောင်နော်ဟုတ်ပြီဒီကောင်လေးကဒါ device တစ်ခုနဲ့တစ်ခုဒါမြန်ကုန်တော့မတူနိုင်ဘူးပေါ့နော်ဒီလိုပုံစံနေမြင်ရမှာတော့မဟုတ်ဘူးဒါပေမဲ့အဓိကဒီဘေးမှာပါတဲ့ picture တွေအကုန်လုံးကတော့ဒါတူပဲဖြစ်နေတယ်နော်ဒါလေးသိထားလို့ရတယ်မယ်ဟုတ်ပြီဒီကောင်လေးကျွန်တော်ပြန်တင်ဖို့အတွက်ကျွန်တော်ဒီ advanced setup ကိုတွားလိုက်မယ်ပေါ့နော်ဒါဒီလေးပြလို့ရကျွန်တော် advanced setup ကိုတွားလိုက်မယ်ဟုတ်ပြီဒီမှာကျွန်တော်တို့ဒီ communication set တင်ရမှာကျွန်တော်တို့ပထမဆုံး change in default password ပေါ့နော်အဲ့ကောင်လေး change in default password ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ login နေပေါ့နော် user account ရဲ့ password ကိုကျွန်တော်တို့ change မှရမှာပေါ့နော်အဲ့တော့မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့တကယ်လို့ဒီ network ကိုလာချိတ်ထားတဲ့လူရှိတယ်အဲ့လူပါလဲကျွန်တော်တို့ဒီ device တွေနဲ့ရင်းနှီးတဲ့လူဆိုရင်ကျွန်တော်တို့ရဲ့ device ကို login ဝင်ပြီးတော့ဒါ setting ပြင်သွားနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကဒီ login account လေးကိုကျွန်တော်တို့က password ပြောင်းဖို့လုပ်နေတယ်ပေါ့နော်ဟုတ်ပြီဒါလည်း password ပြောင်းဖို့အတွက်ကျွန်တော်တို့က setting နဲ့ချက်တော့ကြည့်နေပေါ့နော်။နောက်တော့ဒီကဒီ main နဲ့ setting အောက်မှာရှိရပေါ့နော်။ဟုတ်ပြီဒီမှာဆိုရင်ဒါ administration ပေါ့နော် administration ဆိုတဲ့မှာရှိတယ်။ချိုးဟာပြန်ရဲ့user account တွေပါတယ်ဆိုတဲ့နာမည်လေးနဲ့ဒါရေးထားတယ်ပေါ့နော်။ဒီကတော့မှာ account လေးကိုကျွန်တော်တို့ဒီမှာ password ချင်းရအောင်နော်။အဲ့လိုပုံစံမျိုးလေးနဲ့ဒါပေါ့နော်။ဟုတ်ပြီဒီမှာ current password မှာလည်းကျွန်တော်လက်ရှိဒီ default password ပေါ့နော်။ default password ကိုထည့်ရမယ်။ပြီးရင်အောက်မှာ new password နဲ့ confirm password ကိုဒါပြန်ပြီးတော့ထည့်ရတယ်နော်။password ထည့်တဲ့နေရာမှာလည်းတော့ဒီသူစမ်းမှတ်ထားတဲ့ဒါပေါင်လေးတိုင်းထည့်ဖို့လိုတာပေါ့နော်။ဒီလိုလေးပြီးသွားတော့ကျွန်တော်တို့အကောင့်လေးက password ချိန်နိုင်တယ်နော်။ဟုတ်ပြီ။နောက်တစ်ဆင့်နေနဲ့ကျွန်တော်တို့ဒါ1နဲ့ LAN ID ပေါ့နော်။ 1နဲ့ LAN ကြည့်နေပေါ့နော်။ဟုတ်ပြီ။ကျွန်တော်တို့ကြည့်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာ advanced setting နဲ့ကြောင်းမယ်။ advanced setting နဲ့မှာဒီမှာသူ့မှာဆိုရင် one connection LAN set ရှိရပေါ့နော်။device တစ်ခုနဲ့တစ်ခုကတော့မတူဘူးပေါ့နော်တချို့ဆိုရင်ဒီမှာ one interface line interface လို့ရေးထားလို့ရှိရနော်ဒီမှာတော့ဒါ one connection လို့ရေးထားတယ်ဒီနေရာမှာကျွန်တော်တစ်ခုသတိပေးချင်တာဒီ one setting တွေကိုဒါလုံးဝသွားမချိတ်ဘူးလို့ရအောင်နော်ဒါလေးသတိထားတာပေါ့နော်ဒါသူတို့ဘက်ကနေကျွန်တော်တို့ကိုဒါ setting လေးချတာပြရအောင်နော်ဒီနေရာလေးကိုကျွန်တော်တို့လုံးဝမချိလို့လိုရတယ်ပေါ့နော်ဟုတ်ပြီ LAN setting ပေါ့နော် LAN setting မှာတော့ကျွန်တော်တို့ကဒါပြောင်းလဲနိုင်တယ်နော်ပြောင်းလဲနိုင်တယ်ဆိုတော့အဓိကကျွန်တော်တို့ရဲ့အိမ်မှာခြားဒီ ID device တွေရှိရဲဆိုရင်ကျွန်တော်တို့ဒီမှာ ID တွေဒါသူဖြစ်သွားမှာပေးလို့ရပါတော့နော်ဒီဘက်ကိုကျွန်တော်ဒါလေးကြောင်းနေတတ်ဖို့လို့ရပါတော့နော်ဟုတ်ပြီအပေါ်အားလေးရတာဒီ router လေးရဲ့ ID ကိုဒါပြောနေတာဖြစ်တယ်ဒီ router လေး ID နဲ့ဒါဒီမှာ chain လိုက်လို့ရပါတော့နော်ဟုတ်ပြီပြီးသွားရင်ဒီထဲမှာပါမယ်ဆိုတော့ဒီမှာ DHCP ပါမှာနော် DHCP ကကျွန်တော်တို့ဒီ ID တွေချလို့ရပါတော့နော် ID block ကနေ block ချပြီးနေတော့နော်ဒီကောင်ကျတော့2ကနေ2ဘက်ကိုချထားတယ်ဆိုတော့ဒါလုံး200ကျတော့250ကျော်တော့ဒါအသုံးပြုနိုင်တယ်နော်ဒါဟုတ်ပြီ DNS setting ကဒါ auto လေးပေါ့နော်ညာဟုတ်ပြီအဓိကတော့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီ DHCP ကကျွန်တော် annual ဖြစ်နေလို့လုပ်တာပေါ့နော်မဟုတ်ဘူးဆိုရင်တော့ကျွန်တော် delivery တွေပါဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ Wi-Fi ကိုချိန်ရချိန်ရတယ်ကျွန်တော်တို့ဒီ Wi-Fi IP တွေပါတွားပြီးနာမည်တွားထည့်တာအောင်နော်အဲတော့ကျွန်တော်ဒီ DHCP ဆိုတဲ့ setting လေးကဒါအများ online ရတယ်ပေါ့နော်ဒီ LAN set အပိုင်းနဲ့ DHCP ပါပေါ့နော်တော့ online ရမယ်ဒီဝိုင်းဒီ DNS ကကျွန်တော်တို့ဒီ Google DNS လေးထည့်ထားပြီးရပေါ့နော်ဒါဟုတ်ပြီနောက်ပိုင်းကျွန်တော်တို့ဒီ one connection နဲ့ LAN connection နဲ့အကြောင်းကသိရှိမှုဖြစ်တယ်ပေါ့နော်အဲနောက်တစ်ဆင့်ကတော့ကျွန်တော်တို့ဒီ wireless setting ပေါ့နော် wireless setting လေးတစ်ချက်သွားတယ်ပေါ့နော်သူစီမှာကျွန်တော်တို့ဖိုင်လို့ရမယ်ပေါ့နော်အဲ့ဒါလေးချက်ကြည့်မယ်။ကောင်ကတော့ဒီ device ရဲ့ Wi-Fi ကိုကျွန်တော်တို့ 2.4 GHz ကိုပဲဒါအပို့လုပ်တယ်ပေါ့နော်။ဒီထဲကိုကျွန်တော်ဝင်လိုက်မယ်။ဒီဟုတ်ပေါ့နော်။အဲဒီကတော့ကျွန်တော်တို့ဒီမှာ SSID setting လို့ရအားရှိတယ်ပေါ့နော်။အဲ့ဒီညာလေးမှာကျွန်တော်တို့ချက်ကြည့်ရမယ်နော်။ SSID setting ကကျွန်တော်တို့ဒီ SSID ကိုဒါကျွန်တော်တို့ပြောတင်တာလေကျွန်တော်တို့ Wi-Fi name ကိုပြောတင်တာလေနော်။ကျွန်တော်တို့ပေါ်မဲ့ Wi-Fi name ကိုပြောတင်တာဖြစ်တယ်။အဲဒီမှာကျွန်တော်တို့စိတ်ကြိုက်တာ name ထည့်လို့ရတယ်ပေါ့နော်။ပြီးသွားရင်
ဒီမှာဒီအောက်မှာ high SSID ဆိုတာကျွန်တော်တို့ဘာလို့ပြောချင်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ format name ကိုကျွန်တော်ဖြောက်ထားမှာပေါ့နော်ထည့်တန်းလုပ်ထားမှာဒါလေးကိုမေးရဖြစ်တယ်ဒီလိုထည့်တန်းလုပ်ထားတဲ့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရဲ့ Wi-Fi တက်တဲ့မှာကျွန်တော် menu ကိုတွားပြီးတော့ဒီ Wi-Fi name တွေကျွန်တော်တို့ password တွေ menu စောပေါင်းလို့လိုရပါတော့။တော့ဒါဒီ high SSID ကအဲ့ဒါလေးပြောနေတာ။ show device မှာဆိုတော့ broadcast SSID လို့ရေးထားတယ်ပေါ့နော်။ဒါတူတူပဲပေါ့နော်ပြောမယ်။အဲဟုတ်ပြီ။အောက်မှာဆိုရင်ကျွန်တော်တို့နောက်ရေးကြီးရ on navigation တိုက်ရအောင်နော်။ဒီမှာကျွန်တော်တို့ WPA2 PSK နဲ့ဒါကျွန်တော် on navigation ဒါသုံးထားရတယ်ပေါ့နော်။ဟုတ်ပြီ on navigation မှာဆိုရင်မှာဒါအမျိုးသားတွေအများကြီးရှိတယ်ပေါ့နော်။ဒီထဲမှာကျွန်တော် navigation ရှင်းပြတယ်ပေါ့နော်။ဒီကောင်လေးကကြတော့ဒီ open ဆိုတာကြားတော့ကျွန်တော်တို့ဒီ password မထားဘူးပေါ့နော်။ကျွန်တော်တို့ရဲ့ဒီ Wi-Fi ပြန်နေတဲ့ Wi-Fi လေးကို password မထားဘူးဖြစ်တယ်ဒါပေါ့နော်ပြီးရင် WEB ဆိုတာကျွန်တော်တို့ဒီအစောဆုံးပေါ်ခဲ့တယ်ကျွန်တော်အစောဆုံးပေါ်ခဲ့တဲ့ဒါ encryption method လေးပေါ့နော်အခုကတော့ဒါ out of date ဖြစ်နေတော့ဒီကောင်လေးမသုံးတော့ဘူးပေါ့နော်ပြီးရင် WPA ရှိမယ် WPA2 ရှိမယ်ပေါ့နော် WPA2 ကတော့ကျွန်တော်တို့ WPA ပုံမှာဒါထပ်ဆင့်ပြီးတော့ပေါ့နော်ဒီ encryption ပို့ပြီးတော့ကောင်းနေတာဒီ algorithm တွေကကျွန်တော်တို့ဒီဒါသုံးယူတာပေါ့နော်သုံးယူတာတော့ WPA2 PSK ဒါကျွန်တော်တို့ဒီမှာသုံးယူတာဖြစ်တယ်ဒါ PSK ဆိုတာကျွန်တော် personal ကိုပြောချင်တာဖြစ်တယ်ပေါ့နော်ဒီအောက်မှာဒါ WPA2 ကိုဒါဘာမှမရေးထားဘူးနော်ဒီကောင်လေးကတော့ကျွန်တော်ကြည့်လိုက်တော့ဒီကောင်လေးဒါ enterprise လေးဖြစ်တယ်ပေါ့နော် WPA2 enterprise လေးဖြစ်တယ်ကျွန်တော်တို့ VDS server ရင်းဒါချိန်ပြီးတော့ကျွန်တော်တို့ဒါ authentication drop လို့ဒါသုံးတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ office တွေမှာပဲသုံးကြတာပေါ့နော်ကျွန်တော်ဒီအိမ်မှာတော့ဒါဒီလိုမျိုးမသုံးကြဘူးပေါ့နော်အဲတော့ကျွန်တော် WPA2 PSK လေးဖြစ်လို့လိုမယ်ပေါ့နော်WPA2 PSK ကိုတနည်းအားဖြင့် WPA2 personal လို့လည်းခေါ်တယ်ပေါ့နော်အဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော် asset time ငယ်ရေး data လာပြီးကျွန်တော်တို့ဒီမှာ high asset time ကပါလဲကြည့်ပါပြီပြီးရင် automation type တွေကြည့်ပါလို့เนาะအဲဟုတ်ပြီပြီးရင်ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့MAC address data ပေါ့နော် MAC address data ဆိုတော့ကျွန်တော်ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့ဒီ client ရဲ့เนาะ client တွေကကျွန်တော်တို့ဒီလာချိတ်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ client ရဲ့ဒီ MAC address ဆိုတော့เนาะလာပေါ်တယ်ပေါ့เนาะအဲလာပေါ်ရင်ကျွန်တော်တို့အဲ့ MAC address လေးကျွန်တော်မှတ်ထားပြီးကျွန်တော်ဒီထဲမှာလာထည့်လိုက်ပြီးတော့ဒီ user လေးကျွန်တော် allow လုပ်လို့ရတယ် deny လုပ်လို့ရတယ်เนาะဒီ allow ဆိုလို့ allow ကိုကျွန်တော်ထားမယ်ဆိုရင်ကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီထဲမှာထည့်ထားတဲ့ user ပဲချိတ်ဆက်လို့ရတယ်ပေါ့เนาะအဲအဲ့ဒီလမ်းလေးအဲ့လိုပုံစံလေးပေါ့เนาะdeny ဆိုရင်ကြတော့ကျွန်တော်တို့ကဒီထဲမှာလာထည့်ထားတဲ့ဒီလေးမရဘူးပေါ့เนาะအဲ့လိုပုံစံလေးဖြစ်တယ်ပေါ့เนาะအဲဟုတ်ပြီဒါကတော့ဒါ MAC data ရင်းနဲ့ဒါအသုံးပြုလို့ရတဲ့ပုံစံလေးပေါ့နော်အဲဒါကနောက်ပိုင်းကျွန်တော်တို့ဒီပုံတွေမှာပေါ့နော်ဒီ MAC ကိုဒါကျွန်တော်တို့ဒီ dynamic ထားလို့ရတဲ့ဒါ function တချို့ပါလာလေးတော့ရှိတယ်နော်အဲလိုဆိုတော့ကျွန်တော်ဒီကောင်လေးနဲ့အသုံးပြုမှလည်းခက်ခဲတော့ရှိတယ်ပေါ့နော်ဒီကကျွန်တော်တို့ဒီ password လေးကိုကျွန်တော်တို့ကလုံးနေနဲ့ဒါပေးဖို့လိုတာပေါ့နော်ဟုတ်ပြီ password ပေးတဲ့နေရာမှာလည်းကျွန်တော်တို့အနည်းဆုံး character 10လုံးဖြစ်ရမှာပေါ့နော်အဲ့ဒါလေးနည်းနည်းလာဖို့လိုပါနော်အဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ asset time လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးပါဖြစ်တယ်ပြီးရင်ဒီ MAC data ရင်းနဲ့ပတ်သက်ပြီးတော့ဒါပြပြပေးပါဖြစ်တယ်အဲပြီးတော့နောက်တစ်ခုအနေနဲ့ကျွန်တော်ပြောချင်တယ်ဆိုတော့ဒီမှာ firewall တက်တဲ့လေးတော့ပါပါနော်အဲဒီကောင်လေးရတာဒါအသုံးပြုလို့ရတာဆိုတော့ဒါတန်းတော့ဆန်းကြီးပေါ့နော်ဒါပေမဲ့ဟိုတချို့ခါတွေကတော့သူကအများကြီးဆိုရင်ကျွန်တော်တို့လူသားများဝိုင်းမရလို့ရှိရောနော်ဒီမှာ user data ဆိုကျွန်တော်တို့ layer ပိတ်ထားတယ်ပေါ့နော်ဒါကျွန်တော်တို့ firewall ဆိုတာကျွန်တော်တို့ data လုပ်ပေးတာပေါ့နော်အဲဒီကောင်လေးရှိနေတယ်ပေါ့နော်အဲနောက်ဆုံးသင်နေနဲ့ကျွန်တော်တို့ဒီ router လေးမှာပေါ့နော် user တွေပဲ user တွေရောက်လာပြီးတော့ချိတ်ဆက်နေတဲ့သူရဲ့ဒါဒီရေတော်လေးကျွန်တော်ကြည့်နေပါတော့ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ stay တဲ့အောက်မှာတောင်းတယ်ပါလို့ပါရင်ကျွန်တော်တို့ဒီမှာ current wireless user တွေရဲ့ဟာလေးကျွန်တော်တို့နှိပ်တယ်နော်နှိပ်လိုက်ပြီးတော့ဒါကျွန်တော်တို့ဒီမှာလက်ရှိဒါချိတ်ဆက်ထားတယ်နော်ကျွန်တော်တို့ router မှာလာချိတ်ဆက်ထားတဲ့ဒါ user တွေပေါ့နော် client ဒါ client တွေရဲ့ဒါ MAC ရင်းညဖြစ်တယ်ပေါ့နော်ဒီ MAC ကိုကျွန်တော်ကူးပြီးတော့ခဏ MAC data နဲ့တော့တွားပြီးတော့ဒါ data နဲ့ဒါလုပ်လို့ရအောင်နော်အဲဟုတ်ကဲ့ပါဒီနေ့မှာဒါကျွန်တော်တို့ application ပတ်သက်တဲ့ဒါအကြောင်းအရာလေးတွေဒါကျွန်တော်တို့တွေ့တော့လို့ဖြစ်ပါတယ်နောက် season များပါတယ်ကျွန်တော်တို့ဘယ်အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမယ်ဆိုတာကိုဆက်လက်ဆောင်ကြည့်လို့ကျွန်တော်ဖြစ်သွားပါတယ်အားလုံးကျေးဇူးများတင်ပါတယ်